ရှေးလွန်လေပြီးသောကာလတွင်ဘာရာဏသီပြည်အနီးရှိရွာနှင့်ရွာတွင်နေထိုင်သောတန်ဃာသည်ကြီးနှစ်ဦးသည်မိတ်ဆွေများဖြစ်ကြပြီးမိမိတို့၏သားသမီးများကိုလက်ထပ်ထိမ်းမြစေရန်ကတိထားကြသည်တဦးတွင်ဒုကူလတဦးတွင်ပါရိကမွေးဖွားလာကြပြီးအရွယ်ရောက်သောကတိအတိုင်းထိမ်းမြပေးကြသည်သို့သောဒုကူလနှင့်ပါရိကတို့သည်ပြမပြည်မှဆင်းသက်လာသူများဖြစ်သဖြင့်အိမ်တော်ဘဝကိုမနှစ်သက်ကြ၍နှစ်ဦးတိုင်ပင်ကတောထွက်၍ရတိဘဝဖြင့်ဟိမဝန္တာတော်၌နေထိုင်ကြသည်တိကျမင်းသည်သူတို့အနာဂတ်၌အန္တရာယ်ရှိမည်ကိုသိမြင်၍အလုတ်ကျွေးဖြစ်မည်သားသမီးရရှိစေရန်တိုက်တွန်းရာမှာပါရိက၏ချက်ကိုလက်ဖြစ်သက်ပြီးနောက်တွင်ရွှေစင်းရှိသောသူဝနတာမှမွေးဖွားလာသည်သူဝနတာမှအရွယ်ရောက်သောမိဘနှစ်ပါးကိုရိုသေစွာလှုပ်ကြွေးပြုစုနေခဲ့သည့်တနေ့တွင်မိုးရွာနေစဉ်ငွေ၏အစိတ်ကြောင့်မိဘနှစ်ပါးမျက်စိကွယ်သွားရာသူဝနတာမှသည်တောထဲတွင်တစ်တိရှာရိတ်ခတ်၍မျက်မမြင်မိဘတို့ကိုရှာဖွေကျွေးမွေးပြုစုလေသည်တနေ့သောအခါဘာရာဏသီပြည်၏ပိလိယခမင်းသည်တမင်လိုက်ရာမှသူဝနတာမကိုလူမဟုတ်နိုင်ဟုထင်ကားများဖြင့်ပြစ်လိုက်သည်